မင်္ဂလာပါတဘာဝဆောက်ရှောက်သူတွေနေ့လည်ကျရင်အိမ်ငိုက်တဲ့အားရင်ကုန်ခန်းနေတယ်ကော်ဖီတောက်လည်းမထူဘူးအားရင်ဖြည့်ဆေးတွေတောက်နေရတယ်လူအများစုဟာနေ့လည်ခင်း7 နာရီကနေ3 နာရီအတွင်းမှာအိမ်ငိုက်ခြင်းအားရင်ကုန်ခန်းခြင်းကိုခံစားရပါတယ်ကော်ဖီနဲ့စွမ်းရင်ဖြည့်အချိုရည်တွေကခဏတာပဲအလုပ်လုပ်ပြီးနောက်ပိုင်းမှာပိုမိုပင်ပန်းစေပါတယ်ဒါပေမဲ့သင်မသိတဲ့အချက်ကသင်ဥယျာဉ်ထဲမှာပဲတဘာဝစွမ်းရင်ဖြည့်ဆေးတွေရှိတယ်ဆိုတာပါအားရင်ဖြည့်တင်းစေတဲ့အပင်၅မျိုးကိုပြောပြပါမယ်။အပင်အမှတ်1ဂျင်းပါဒီအပင်မှာဂျင်ဂျာရောဓာတ်ပါဝင်ပြီးသွေးလှည့်ပတ်မှုကိုကောင်းမွန်စေကအားရင်ကိုဖြည့်တင်းပေးပြီးကြွက်သားနာကျင်ခြင်းကိုလည်းတက်တာစေပါတယ်။စိုက်နီးကဂျင်းအစိတ်ပိုင်းလေးကိုမြေထဲမြုပ်ပါတစိတ်တစ်ပိုင်းအရိပ်လိုအပ်ပါတယ်။သုံးဆွဲပုံကမနက်ခင်းဗလပိုင်းမှာဂျင်းလက်ဖက်ရည်တစ်ခွက်တောက်ပါဂျင်းကိုပြားရည်နဲ့ရောပြီးလည်းစားလို့ရပါတယ်။အပင်အမှတ်2နနွင်းပါဒီအပင်မှာကကျူးမင်းဓာတ်ပါဝင်ပြီးရောက်ရမ်းမှုကိုကြစေကအားရင်ကိုဖြည့်တင်းပေးပြီးလေ့ကျင့်ခန်းလုပ်ပြီးနောက်ကြွက်သားများပြန်လဲနာလန်ထူမှုကိုကူညီပေးပါတယ်။စိုက်နီးကနနွင်းအမြက်အပိုင်းအစကိုမြေထဲမြုပ်ပါတစိတ်တစ်ပိုင်းအရိပ်လိုအပ်ပါတယ်။သုံးဆွဲပုံကနနွင်းနွားနို့ကိုမနက်ခင်းမှာတောက်ပါငရုတ်ကောင်းအနှဲငယ်နဲ့တွဲစားရင်စုပ်ယူမှုပိုကောင်းပါတယ်။အပင်အမှတ်3ပူဒီနာပါဒီအပင်မှာမန်သောဓာတ်ပါဝင်ပြီးအာယွန်ဂျော့စနစ်ကိုလှုံ့ဆော်ပေးကနိုးကြားစေပြီးအုံနောက်လှုပ်ဆောင်ချက်ကိုကောင်းမွန်စေပါတယ်။စိုက်နီးကအမြင့်ပြတ်လွန်းလို့အိုးနဲ့စိုက်ဖို့အကြံပြုပါတယ်။တစိမ့်တစ်ပိုင်းအရိပ်လိုအပ်ပါတယ်။သုံးဆွဲပုံကနေ့လည်ခင်းမှာပူဒီနာလက်ဖက်ရည်တစ်ခွက်တောက်ပါ။ရေနွေးငွေကိုရှူရှိုက်လဲရပါတယ်။အပင်အမှတ်4တံပရာလက်မွန်ပါဒီအသီးမှာဗီတာမင် C နဲ့ antioxidants တွေကျွယ်ဝစွာပါဝင်ပြီးကိုယ်ခံအားကိုကောင်းစေကရေဓာတ်ဖြည့်တင်းပေးပြီးအားရင်ကိုပြန်လဲဖြည့်တင်းပေးပါတယ်။စိုက်နီးကတံပရာပင်ကိုအိုးကြီးနဲ့စိုက်ပါနေအောင်အပြည့်လိုအပ်ပါတယ်။သုံးဆွဲပုံကမနက်ခင်းဗလာပိုက်မှာရေနွေးနွေးလေးနဲ့တံပရာကြီးတစ်ခွက်တောက်ပါပြားရည်အနှဲငယ်ထည့်ရင်ပိုကောင်းပါတယ်။အပင်အမှတ်5ပြားရည်ပါတဘာဝပြားရည်မှာတဘာဝတကြားဓာတ်ဗီတာမင်သတ္တုဓာတ်တွေကျွယ်ဝစွာပါဝင်ပြီးချက်ချင်းအားရင်ဖြည့်တင်းပေးကကိုယ်ခံအားကိုလည်းကောင်းမွန်စေပါတယ်။စိုက်ပျိုးနည်းကတော့ပြားမွေးမြူခြင်းဖြစ်ပါတယ်။ဒါမှမဟုတ်ဒေသခံပြားမွေးမြူသူထံမှာဝယ်ယူနိုင်ပါတယ်။သုံးဆွဲပုံကတနေ့ပြားရည်တစ်စုံကစားသုံးပါရေနွေးနွေးနဲ့ဖျော်တော့ပါအချက်အပူများတဲ့အစားအစာတွေမထည့်ပါနဲ့အားနည်းတင်ပြတ်တတ်လို့ပါစိုက်ပျိုးနည်းအကျန်းဖြင့်ပြောရရင်ဂျင်ဂျာကအိုးလက်နဲ့တစိမ့်တစ်ပိုင်းအရိပ်လိုအပ်ပြီး8 လကနေ10 လတွင်ရိပ်လိုရပါတယ်နနွင်းထူမရစ်ကအိုးလက်နဲ့တစိမ့်တစ်ပိုင်းအရိပ်လိုအပ်ပြီး8 လကနေ10 လတွင်ရိပ်လိုရပါတယ်ပူဒီနာပီပါမင်ကအိုးသေးနဲ့တစိမ့်တစ်ပိုင်းအရိပ်လိုအပ်ပြီး1 လကနေ2 လတွင်ရိပ်လိုရပါတယ်တံပရာလေမွန်ကအိုးကြီးနဲ့နေအောင်အပြည့်လိုအပ်ပြီး1 နှစ်ကနေ2 နှစ်ကြာမှအသီးစတင်သီးပါတယ်ပြားရည်ဟန်နီအတွက်ကတော့ပြားမွေးမြူခြင်းသို့မဟုတ်ဒေသခံပြားမွေးမြူသူထံမှဝယ်ယူပါအရေးကြီးတဲ့သတိပေးချက်ကပြားရည်ဟန်နီကိုအချက်အပူများတဲ့အစားအစာတွေမထည့်ပါနဲ့အာနိသင်ပြတ်တက်လေပါစီးကြိုယောဂရှိသူများပြားရည်မစားခင်ဆရာဝန်နဲ့တိုင်ပင်ပါကျေးရွာတွေမှာနေတဲ့လယ်သမားတွေကိုကြည့်ပါသူတို့နေ့လည်ခင်းမှာကော်ဖီမတောက်ဘူးစွမ်းရင်ဖြည့်ဆေးတွေမတောက်ဘူးဒါပေမဲ့သူတို့လယ်ထဲတနေ့ကုန်အလုပ်လုပ်နိုင်တယ်။ဘာကြောင့်လဲဆိုတော့မနက်ခင်းတိုင်းဂျင်ဂျာလက်ဖက်ရည်တောက်လို့ပါ။ရေနွေးနွေးနဲ့တံပရာလေမွန်နဲ့ပြားရည်ဟန်နီတောက်လို့ပါ။တဘာဝရဲ့စွမ်းရင်ကကော်ဖီထက်ပိုကောင်းပါတယ်။ကော်ဖီကခဏသာပါ။ဒါပေမဲ့ဒီတဘာဝအပင်တွေကတင့်ကိုတနေ့ကုန်အားအင်ဖြည့်တင်းပေးလိုက်လိမ့်မယ်။မြေစီလွှာကျန်းမာရင်ကိုကျန်းမာမယ်။တဘာဝနဲ့နေရင်စိတ်အေးမယ်။နေ့စဉ်9 မိနစ်စာဒီလိုစိုက်ပျိုးရေးနည်းလမ်းတွေကိုလေ့လာပြီးကိုယ်တိုင်စိုက်ပျိုးတတ်တဲ့တဘာဝဆောင်းလျှောက်သူတယောက်ဖြစ်အောင်လမ်းပြပေးပါမယ်။ Follow လုပ်ထားနော်